လောကမှာရေစက်လိုလိုဝစ်ကြွေးလိုလိုနဲ့ကြုံရတဲ့အရာတွေလူတွေပြောကြတာများတယ်လူလောကဓမ္မနေတော့လူတွေနဲ့ဆုံတာပေါ့အဲ့ဆုံတဲ့အချိန်မှာကောင်းတာတွေတွေ့နေတော့ကတော့ရေစက်ပါလို့ဆုံတာဖူးစာပါလို့ဆုံတာနဲ့ပြောကြကျင်းတဲ့ဆရာလေးတွေတာယာဆရာလေးတွေနဲ့တွေ့နေတော့လောကဆိုတာအမြဲတမ်းပြောင်းလဲဖောက်ပြန်နေတယ်ဆိုတာမမေ့နဲ့အစစပြည့်စုံနေတဲ့အချိန်မှာမေတ္တာတွေချစ်တာတွေသစ္စာတွေရှိနေတယ်လို့ထင်ရပေမဲ့မပြည့်မစုံဖြစ်လာတဲ့အခါကျရင်တော့မေတ္တာတွေလည်းအငွေ့ပြန်သွားတယ်သစ္စာတွေလည်းအကုန်အငွေ့ပြန်သွားချစ်တယ်ဆိုတာတွေလည်းဘယ်ရောက်သွားမှမသိဘူးအမှန်တော့တဘာဝကြကြပြောမယ်ဆိုအဲ့ချစ်တယ်ဆိုတဲ့အရာတွေဟာအချစ်စစ်အချစ်မှန်ဆိုတာလောကမှာတော်တော်လေးရှားတယ်အဲ့ဒါကကြုံမှုတဲ့သူတွေမှသိလိမ့်မယ်ကိုယ်မှာရာရာပြည့်စုံနေတဲ့အချိန်မှာချစ်တယ်လို့ပြောကြတယ်လိုရာတွေဖြည့်ပေးနေတဲ့အချိန်မှာချစ်တယ်လို့ပြောကြတယ်အဲ့တော့ကိုယ့်ကိုစိတ်ဆင်းရဲမှုမပေးသေးသေးရတော့ချစ်တယ်လို့ပြောကြတယ်စိတ်ဆင်းရဲမှုတွေပေးလာပြီဆိုရင်ဝစ်ကြွေးကြောင်ကြုံနေတာပါဟဲ့လို့ပြောလာကြတယ်မိဘနဲ့သားသမီးကြားမိတ်ဆွေတငယ်ချင်းတွေကြားအိမ်အောင်ဘက်တွေကြားများစွာသောကြားတွေမှာအရာရာအဆင်ပြေနေတဲ့အချိန်မှာတော့ဒါရေစက်ပါလို့ဆုံကြတာအတိတ်ကံကောင်းခဲ့လို့ဆုံကြတာနဲ့ပြောနေကြတယ်အဲ့ဒီတစ်ခုခုဖောက်ပြန်မှုကြောင့်မပြည့်မစုံတွေဖြစ်လာတဲ့အခါမျိုးတွေလူကဖောက်ပြန်လာတဲ့အခါမျိုးတွေအဲ့ချိန်ကြလို့ရှိရင်တော့မိဘနဲ့သားသမီးကြားထဲမှာလည်းသားသမီးမလိမ္မာလို့သားသမီးကအမွေခံစိုးကြီးဖြစ်လိုတာတွေပဲတောင်းတဲ့အဖြုံးသမားတတ်စိတ်ချမ်းသာမှုမပေးဘဲနဲ့စိတ်ဆင်းရဲမှုတွေသာစုပြုံပေးနေတဲ့သားသမီးဖြစ်နေစဉ်နဲ့အများအဲ့သားသမီးနဲ့ပတ်သက်ပြီးတော့ပဲမိဘကလောင်ကျွမ်းနေရအေးချမ်းသွားတယ်ဆိုတာမရှိတဲ့အခါကျတော့ဝစ်ကြွေးကြောင်ကြုံတာပြောကြအဲ့တော့ဒီဝစ်ကြွေးတွေဘာလို့ကြုံတာလဲအတိတ်ကကိုယူခဲ့တာတွေရှိတယ်အဲ့တော့ဆူတောင်းတွေမှားခဲ့ကြတာတွေလည်းရှိတယ်အတိတ်တုန်းကကိုယ်ကခံခဲ့ရလို့ရှင်နောင်ကြလို့ရှင်သူ့ကိုပြန်လုံနိုင်တဲ့သူဖြစ်ပါစေသူ့ကိုအနိုင်ရတဲ့သူဖြစ်ပါစေဆူတောင်းကြအဲ့တော့ကိုကအနိုင်ရတဲ့သူသွားဖြစ်တဲ့အခါကျတော့သားသမီးစိုးအနေနဲ့ကိုအကျွေးယူရမယ်သူစီမှာသွားပြီးတော့ဖြစ်အဲ့တော့အဲ့မိဘကအရင်အတိတ်တွေဘဝတွေတုန်းကအဲ့ဒီအခုကိုစီကအကျွေးတောင်းနေတဲ့သားသမီးစီမှာသူစိတ်ဆင်းရဲလောက်အောင်သူ့ကိုစိတ်ဒုက္ခတွေပေးသူစီကနေယူခဲ့တာတွေရှိလိမ့်မယ်အဲ့လိုသားသမီးနဲ့မိဘကြားထဲမှာလည်းအညိုးတွေအတေးတွေရှိတတ်ကြတော့နောင်တစ်ချိန်ငါလိုမခံရပါစေနဲ့ဆိုတော့ဆူတောင်းမျိုးတွေနောင်တစ်ချိန်ပြန်ဝစ်လဲပါစေဆိုတော့ဆူတောင်းမျိုးတွေအဲ့ဒီမှာသူ့ဘာသာသူသီးတန့်ဝစ်ကြွေးမလဲပဲနဲ့အမျိုးတော်ပြီးတော့ဝစ်တွေပြန်ဆက်ရတာမျိုးတွေဖြစ်သွားတတ်တယ်မိတ်ဆွေတငယ်ချင်းအချင်းချင်းလက်တွေအတိုင်းပဲအရင်တော့ကယူထားတဲ့သူတွေအခုပြန်ပေးနေရတယ်အရင်တော့ကပေးခဲ့ရတဲ့သူတွေကကျင်းစာတွေဆိုခဲ့ကြလို့လာတော့မသိဘူးအခုယူတဲ့သူတတ်တတွေပြန်ဖြစ်လူမှုရေးလည်းနားမလဲဘာကမှနားမလဲမေတ္တာလည်းနားမလဲစေတနာလည်းနားမလဲအယူတတ်ဒုက္ခပေးဖို့တတ်ဆိုတဲ့လူတွေကလည်းသူတို့တွေလည်းဆူတောင်းခဲ့လို့နေပါလိမ့်မယ်သူတောင်းခဲ့ကြတဲ့အတွက်ကြောင့်ပြန်လက်စားချေရပါလို့ဤဆိုတဲ့သဘောမျိုးနဲ့သူခံရတယ်လို့တစ်ဖက်သူပြန်ခံတာကိုမြင်ကျင်တယ်ဆိုတော့အမျိုးတော်ပြီးတော့လာပြီးပြန်အကျွေးတောင်းတဲ့သူလာဖြစ်နေတတ်တာအိမ်တော်ဘက်တွေဆိုလည်းဒီအတိုင်းပဲတစ်သက်လုံးအတွက်မျောလင့်ထားတဲ့ဆိုပေမဲ့ကြားထဲမှာကိုယ့်ကိုကြားလာတော့စေတနာလည်းမထားတော့ဘူးငဲ့ညာမှုလည်းမရှိတော့ဘူးနည်းနည်းလေးမှကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုလည်းကိုချင်းစာမပေးတော့ဘဲနဲ့သူတယောက်တည်းရဲ့ตาယာမှုကိုပဲရှာနေကြတဲ့အခါအိမ်တော်ကြီးတွေပြိုကွဲသွားမပြိုကွဲပဲနဲ့ဒုက္ခပေးနေတဲ့သူတွေလည်းရှိတယ်။ကွာလို့လည်းမရဒုက္ခကလည်းနေတိုင်းပေးအဲ့တော့ကိုယ်မှငဲ့စရာတွေကအများကြီးရှိလို့တော့၎င်းနောက်ပြဿနာတွေကိုမကြုံကျင်လို့တော့၎င်းဂုဏ်သိက္ခာတွေကိုငယ်တော့အားဖြင့်တော့၎င်းတစ်သက်လုံးဝေကျွေးခံနေရတဲ့သူတွေရှိတယ်။တစ်ဖက်အိမ်အောင်ဘက်ကအမျိုးမျိုးဒုက္ခပေးနေတာတွေကိုကြိတ်ခံရတာဝေကျွေးပြီးပေးဆက်နေအဲ့တော့ကိုကအရင်တော့ကသူ့စီကလည်းဒီလိုမျိုးတွေယူခဲ့လို့ဖြစ်လိမ့်မယ်။အကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုတဲ့အရာတွေကပဋိစ္စသမုပ္ပါတရားအရာညှင်းလို့မရဘူး။အခုယူနေတဲ့သူတွေကအရင်တော့ကပေးခဲ့ရတဲ့သူတွေဖြစ်နေတယ်လို့အခုပေးနေရတဲ့သူတွေကလည်းအရင်ကယူခဲ့တာတွေဖြစ်လိမ့်မယ်။အဲ့ဒီလိုမျိုးအတုံးကလဲနဲ့ဒီဘဝမှာခံနောက်ဘဝကျပြန်ဆန်းနောက်ဘဝကျပြန်ခံနောက်ဘဝကျပြန်ဆန်းနဲ့
ခံလိုက်ရယ်ဆန်လိုက်ရယ်နဲ့ဆိုတာအပြန်ပြန်အလန့်လန့်အညိုးတွေအတေးတွေရှိခဲ့ကြလို့ပဲအဲ့ဒါတွေနဲ့ဆူတောင်းတွေမှားခဲ့ကြတဲ့အခါဒီလိုမျိုးတွေအပေးတွေအယူတွေဖြစ်ကုန်ကြ